ပါလားဒီမှာဘာလာလုပ်နေကြတာလဲတော့ဟောမနေ့ကဥပုံနေလေဟာအဲ့ဒါဘုန်းကြီးကြောင့်နဲ့တန်ရှိလာလို့တာပါဟာအော်ဟုတ်သားပဲအော်ကိုချက်ကြီးဟိုကြောက်ကိုလေရေလေးထိုးလောက်မပေးစမ်းပါတော့ဩဒါမြန်အဆန်းလို့ဒါငါလုပ်နေကြလုပ်နေပါဟာဝိုင်းစိန်ရှင်ဟိုနင့်ကိုကြုံကြိုက်တော့ငါစကားလေးတစ်ခုတော့ပြောချင်တယ်ဟာကိုချက်ကြီးရလဲတော့စကားပြောတာများထူးဆန်းလို့ဆဲကုန်းပြောဟိုငါပြောမဲ့စကားကနည်းနည်းထူးတယ်ဟာဘာများတော့ဟိုနင့်ကိုချစ်နေတာဟာအဲ့ဒါကိုချက်ကြီးရလဲချစ်ရင်ကြိုက်ရင်ဆိုတာငါပြောသည်အခွန်တော်စားတယ်လို့လွယ်တာမဟုတ်ဘူးတော့ဟုတ်လားဒီမှာကိုချက်ကြီးရှင့်မှာပတ်စံနေအများကြီးရလာတဲ့တနေ့ကြရင်လေမိသားဖသားပေးပြီးလူကြီးမိဘတွေနဲ့လာတောင်းရယူပေါ့တော့အခုနေတော့စောပါသေးတယ်ရှင်ကဲကြောက်နေအချိန်မရှိတော့ဘူးသွားမယ်ပြေးပါဟာငါဘောကမပြည့်စုံသေးတော့ရင်းစိတ်ချမ်းသာတဲ့စောင့်အောင်ပါဝိုင်းစင်ရ